ဆက်စကိုရဲ့နေရာကိုဖြည့်ပေးမယ်တိုက်စစ်မှုရှာပုံတော့ညီကိုတွေအားလုံးပဲမင်္ဂလာပါဗျာ United ဇုံကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့အသင်းရဲ့အဓိကတိုက်စစ်မှု Benjamin Sesko ရဲ့နေရာကိုအရန်အင်အားအဖြစ်နဲ့ဖြည့်တင်းပေးနိုင်ဖို့အတွက် United ရဲ့တိုက်စစ်မှုတစ်ရှာပုံတော်အကြောင်းကိုဆွေးနွေးကြည့်အောင်ပါဗျာမစခင်မှာအရင်ဆုံးပြောချင်တာကတော့လက်ရှိဘိုးအဖွဲ့ကနေစိတ်ဝင်စားခြင်းခံနေရတယ်ဆိုပြီးတော့သတင်းထွက်နေတဲ့ဘိုးဝင်အကြောင်းပါပဲကျွန်တော်အမြင်ရတော့လုံးဝရှောင်ရှားတဲ့ကစားသမားလို့ပဲပြောရမှာပါသူ့ကိုခေါ်လိုက်ရင် United ဘလို့နစ်နာသွားမလဲဆိုတဲ့အဓိကအချက်၃ချက်ရှိပါတယ်ပထမတစ်ချက်ကသူဟာညာတောင်မှာပိုအားတာတဲ့ကစားသမားဖြစ်ပြီးတော့ United လိုအပ်နေတဲ့တိုက်စစ်မှုစစ်နေရာအတွက်မဟုတ်ပါဘူးဒုတိယတစ်ချက်ကလာမဲ့ဒီဇင်ဘာလမှာအသက်30ပြည့်တော့မဲ့ကစားသမားတစ်ယောက်ကိုဝါဆန်နဲ့စာချုပ်၄နှစ်ကျန်သေးတဲ့အချိန်မှာမြင့်မားတဲ့ပြောင်းရွှေ့ခြင်းနဲ့လစာငွေတွေကိုပေးပြီးတော့ခေါ်ယူဖို့ဆိုတာလုံးဝကိုအဓိပ္ပာယ်မရှိပါဘူးနောက်ဆုံးအရေးကြီးဆုံးအချက်ကတော့ဘိုးဝင်ဟာထိပ်သီး6သင်းနဲ့ Champion League ပြိုင်ပွဲမျိုးမှာတစ်ခါမှကစားဖို့ခြင်းမရှိတာပါပဲဒါကြောင့်သူ့ကိုခေါ်ယူတာဟာငွေကုန်ကြေးကြများပြီးတော့အကျိုးမရှိမဲ့အပြောင်းရွှေ့တစ်ခုဖြစ်သွားမှာပါဒါဆိုလို့ရှိရင် Sesko နေရာကိုဖြည့်ပေးဖို့အတွက်ဘယ်သူကအသင့်တော်ဆုံးဖြစ်မလဲအဖြေကတော့ Crystal Palace တိုက်စစ်မှုမာတီတာပါပဲသူကလာမဲ့ဇွန်လမှာအသက်29နှစ်ပြည့်မှာဖြစ်ပြီးတော့စာချုပ်တက်တန်းကလည်းတစ်နှစ်ပဲကျန်ပါတော့တယ်ဒါကြောင့်မလို့ပြောင်းရွှေ့ကြီးပေါင်တန်း30ဝန်းကျင်လောက်နဲ့ခေါ်ယူနိုင်မဲ့အနေအထားပါဈေးကြီးတဲ့အခြားတိုက်စစ်မှုတွေထိုင်စားလို့ရှိရင်တော့အရန်မောင်းလဲမြင့်နဲ့မြန်နှုံးလဲရှိတဲ့မာတီတာဟာ Sesko နဲ့အဝင်ခွင့်ကြဖြစ်စေမဲ့ပြည့်စုံတဲ့အရင်တိုက်စစ်မှုတစ်ယောက်ဖြစ်လာနိုင်ပါတယ် Premier League အတွေ့အကြုံလည်းပြေဝရှိပြီးသားမလို့ United အတွက်ငွေကုန်ကြေးကြတက်တာပြီးတော့တကယ်ထိရောက်မဲ့ရွေးချယ်မှုတစ်ခုဖြစ်လာပါလိမ့်မယ်ဗျညီကိုတို့ရောအရန်တိုက်စစ်မှုအဖြစ်မာတီတာကိုခေါ်ယူဖို့သဘောတူရလား Jared Bowen ကိုမခေါ်တင်ဘူးလားဆိုတဲ့သုံးသက်ချက်လေးပေါ်ကိုဘယ်လိုမြင်လဲဆိုcommentမှာဝင်ရောက်ဆွေးနွေးပေးကြပါဦးဗျ